မြောင်းမြခရိုင်ကျေးရွာတရွာမှတိုက်ပိုင်သူကြီးဦးတန်လုံးသည်ဗြိတိရှအစိုးရအတွက်အခွန်အတုပ်များကောက်ခံပေးရာတွင်မည်သူ၏မျက်နှာကိုမျှမထောက်ရဲဆက်ဆက်ပင်ကောက်ခံလေ့ရှိ၏ထို့အတွက်ကြောင့်ဗြိတိရှအစိုးရကသူကြီးဦးတန်လုံးကိုသဘောကျနှစ်သက်သည်သို့ဖြစ်၍နှလုံးပြူတနက်အပြင်6လုံးပြူတနက်တစ်လက်ကိုပါချီးမြှင့်မြောက်စားခဲ့၏သူကြီးဦးတန်လုံးသည်ကျေးရွာလူထုကိုအာဏာဖြင့်ဖိစီးနှိပ်စက်သည်ထို့အပြင်လည်းလူမိုက်တပည့်များမွေးထားပြီးတပြတိုက်သေးသည်တပြတိုက်ပြီးဝေစုတဝက်ကိုလည်းယူသေး၏သူကြီးဦးတန်လုံးသည်ဗြိတိရှအစိုးရကမြောက်စားထားသောအာဏာတပြတိုက်၍ရရှိထားသောငွေကြေးဤနှစ်ရက်ပေါင်း၍အထူးအရှိန်ဝါကြီးကမိုးမမြင်လေမမြင်ဖြစ်နေ၏မောင်စုမှာအရက်9ပေကျော်ရှိသည်ဦးတန်လုံးတပြတိုက်ရာတွင်ခေါင်းဆောင်လည်းဖြစ်သည်သူကြီးဦးတန်လုံးသည်ပူပူလုံးလုံးတန်တန်မာမာတုတ်တုတ်ခိုင်ခိုင်ဖြစ်သည်မြမရိုးရာလက်ဝိပညာကိုလည်းကောင်းစွာတက်မြောက်ထားသူလည်းဖြစ်သည်သူကြီးဦးတန်လုံး၏လုပ်ရက်ကိုသူတပည့်ဓာပြမောင်စုကလည်းမခံဂိုင်းခွဲထောင်မည်ဟုသတင်းကြားနေရသည်ထို့ကြောင့်သူကြီးဦးတန်လုံးသည်တပည့်4ယောက်နှင့်အတူမောင်စုရှိမည့်နေရာသို့ချက်ချင်းထား၍လိုက်လာခဲ့၏မောင်စုသည်ရွာစုံမှမူဆိုးမလေးမက်ဤနှင့်တန်ရောစဉ်တွေ့ညှိနေသည်မက်ဤတွင်9နှစ်အရွယ်သမီးကလေးရှိ၏ထိုသမီးငယ်လေးကိုမောင်စုကတန်ရောစဉ်တွေ့နေသည်ထိုအိမ်တွင်မောင်စုသည်အရက်တောက်သည်ထမင်းစားလေးရှိ၏မောင်စုကမက်ဤကိုနောက်မှလာရောက်၍ခေါ်မည်နောက်မှအကြောင်းစုံကိုပြောပြမည်ဟုပြောဆို၍ငွေ900ကျပ်ပေးကအိမ်ပေါ်မှထွက်ပြေးရန်ပြင်ဆင်၏ထိုအချိန်တွင်ကလေးငယ်ကအတင်းငိုယိုပြီးပြောဆိုနေသည်ကလေးငယ်ကျေနပ်ရန်ထမင်း3လေးလုံးဝင်စားမိ၏ရင်းတို့မောင်စုထမင်းစားနေခိုက်ဟိတ်မောင်စုစင်းခဲ့စမ်းဟူသောအတန်နှင့်အတူသူကြီးဦးတန်လုံး၏တပည့်များကအိမ်ရှိတွင်ရက်နေသည်ကိုမြင်တွေ့လိုက်ရ၏ထိုအချိန်တွင်မောင်စုသည်နောက်ဖေးပေါက်မှခုန်ချ၍ဆင်းလိုက်၏မောင်စုမြေပေါ်သို့အရောက်တွင်သူကြီးဦးတန်လုံးကအတင်းဝင်လုံး၍ဖမ်းတော်သည်သူ၏တပည့်များကအိမ်ရှိမှအိမ်ကိုပတ်ပြီးပြေးလာကြသည်သူကြီးဦးတန်လုံးကတန်ဆွမ်းသည်အသက်အပုပ်ကျွမ်းသည်သို့သောအသက်အရွယ်က90ကျော်လေပြီထိုစဉ်သူကြီးဦးတန်လုံး၏တပည့်တပန်းများကကြောင်ပြီးရက်၍ကြည့်နေကြ၏ဤတွင်သူကြီးဦးတန်လုံးကဟေ့ကောင်တွေမင်းတို့အဖေမို့ဝိုင်းပြီးမဖမ်းကြတာလားကွာဟူ၍သူတပည့်များကိုအော်ပြီးပြောဆိုလိုက်၏ထိုအခါမှသူတပည့်များကလူစုလူဝေးဖြင့်မောင်စုကိုဝိုင်းအောင်ဖမ်းဆီးကြတော့၏ဤတွင်မောင်စုကကျွန်တော်ကို9မိနစ်လောက်တော့အချိန်ပေးပါဖះကိုအာယုံပြုခြင်းလို့ပါဟူ၍ခွင့်တောင်းလိုက်၏သူကြီးဦးတန်လုံးကကောင်းပြီလေကောင်းပြီဟဲဟူ၍လောင်ပြောင်ရင်မောလိုက်ပြီးခွင့်ပြုလိုက်သည်မောင်စုသည်နောက်ဆုံးအချိန်လေးရရှိခိုက်တွင်ငြိမ်သက်စွာဖြင့်မြတ်စွာဘုရားကိုထိထိမိမိအာယုံပြု၍နေလိုက်၏9မိနစ်ခန့်ရှိပြီဟုခံမှန်းရသောအချိန်တွင်သူကြီးဦးတန်လုံးကတပည့်ဗလအားအချက်ပြလိုက်သည်ဗလကငှက်ကြီးတောင်ဓာရှိဖြင့်မောင်စု၏ဇက်ကိုတစ်ချက်တည်းခုတ်ပိုင်းဖြတ်ချလိုက်တော့၏တို့ဖြင့်နောက်3-4ရက်အကြာတွင် BIA တပ်များဝင်ရောက်လာသည်ထိုအချိန်တွင်ရွာရှိလူအများ၏တိုင်ကြားချက်များအရသူကြီးဦးတန်လုံးကိုစစ်ဆေးမေးမြန်းရန်တွားရောက်ခေါ်မြင်ကြ၏သူကြီးဦးတန်လုံးကသူ့အကြောင်းကိုသူသိနှင့်နေသည်ထို့ကြောင့်သူ့အိမ်ခြံဝင်းအတွင်းမှစီးကြိုပစ်ခတ်နေသည်တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ပစ်ခတ်ကြသည်သူကြီးဦးတန်လုံးသည်တနက်ထိမှန်၍ပွဲချင်းပြီးဆုံးပါသွားခဲ့၏နောက်တစ်နှစ်ကျော်ခန့်ကြာခဲ့လေပြီသူကြီးဦးတန်လုံးတို့ရွာနှင့်တရွာကျော်တွင်မိန်းကလေးတဦးကိုမွေးဖွားခဲ့သည်ထိုကလေးမလေး၏စက်ပတ်ပတ်လည်တွင်အမာရွတ်ကြီးပါရှိလာခဲ့၏ထိုမိန်းကလေးသည်စကားပြောတတ်သောအရွယ်သို့ရောက်ရှိလာသောအခါသူ့ဘဝဟောင်းကစက်ကြောင်းစုံကိုပြန်လည်၍ပြောပြခဲ့၏သူသည်ဘဝဟောင်းကဓာပြမောင်စုဖြစ်ခဲ့ကြောင်းသူကြီးဦးတန်လုံး၏တပည့်ပလကသူ့ဆက်ကိုငှက်ကြီးတောင်လာရှိဖြင့်ခုတ်ပိုင်းဖြတ်ခဲ့ကြောင်းကွယ်လွန်အံ့ဆဲတွင်3လောကထွတ်ထားမြတ်စွာဘုရားရှင်အားတေချာစွာထိထိမိမိအာယုံပြုပြီးရှိခိုးကြော့ကာဖြစ်လျာဘဝမှာစိုးသူမိုက်သူမဖြစ်ပါရစေနှင့်ဖရာဟု၍ဆုတောင်းခဲ့ကြောင်းမြတ်စွာဘုရားမှာသာစိတ်အာယုံဆွဲကပ်နေမှုကြောင့်ကုတ်ပေါ်သို့ဓာကြသည်ကိုပင်မသိရှိလိုက်ရကြောင်းသူကြီးဦးတန်လုံး၏စေခိုင်းချက်အရပြည်သူအိမ်များကိုတပြတိုက်ခဲ့ကြောင်းစသည်ဖြင့်ပြန်လည်ပြောပြရာအားလုံးတိတိကျကျမှန်ကန်နေသည်ကိုအံ့ဩဖွယ်ရာမြင်တွေ့ရလေ၏ထိုမိန်းကလေးသည်ကြာတာပတိသမီးဖြစ်၍အမည်ကိုမိမွေးဟူ၍ပေးထားသည်လူဆိုးလူမိုက်ဓာပြပင်ဖြစ်လင့်ကစား3လောကထွတ်ထားမြတ်စွာဘုရားကိုတေခါနီးအာယုံပြုအချိန်ခါတွင်2နှစ်ကာကြည်ညိုတရစိတ်ပြေဝဖြင့်အာယုံစိတ်စောကတ်နိုင်လျင်လူဘဝကိုပြန်လည်ရရှိနိုင်ကြောင်းကိုထိုရွာသူရွာသားများကယုံကြည်နေကြ၏